ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ1172ပြိုင်ပွဲကြီးကိုလက်ရှိချိန်မှာတော့ PPV စနစ်နဲ့ပြသပေးနေဖြစ်ပါတယ်ဒါကြောင့်တချို့နိုင်ငံတွေမှာကြည့်ရှုလို့ရရှိနေပါပြီတချို့နိုင်ငံတွေကတော့ကြည့်လို့မရဘူးပေါ့လေငွေသွင်းပြီးတော့ကြည့်ရတယ်ဗျဓာတ်ရိုက်ထုတ်လွှင့်ပြသမှာဆိုရင်လည်းတချို့နိုင်ငံတွေကကြည့်လို့မရတွေရှိတယ်လို့ကျွန်တော် online သတင်းတွေကြသိရှိရပါတယ်အစောပိုင်းပွဲစဉ်တွေကိုတော့သူတို့ online ကနေပြသပေးခဲ့တယ် online ကပြသပေးခဲ့တဲ့ပွဲစဉ်ကဒါ Adrian Lee ရဲ့ပွဲစဉ်အထိပြသပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ Adrian Lee ကဒီနေ့မှာဂျွမ်ဖိုက်တာအိုကာဝါနဲ့ထိုးခဲ့ရတဲ့ MMA ပွဲစဉ်ဖြစ်တယ်ပေါ့လေအဲ့တော့လီမီသားစုကမွေးဖွားလာခဲ့တဲ့ Adrian Lee ကတော့သူတို့မိသားစုရဲ့ကောင်းမွေကိုဆက်လက်ထိန်းသိမ်းသွားခဲ့တယ်ခင်ဗျသူ့ကိုခရစ်စတီယန်လီနဲ့သူမအန်ဂျလာလီတို့လိုပဲသူလည်းစွမ်းဆောင်ရည်ကောင်းတွေပြသသွားခဲ့တယ်ဒီတော့ဒီကောင်လေးကဘယ်ချိန်ရောက်ရင်ချန်ပီယံရွှေကပတ်လူပွဲထိုးခွင့်ရမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်ပဲရှိပါတော့ဗျဒီနေ့ပွဲမှာလည်း Adrian Lee ကအသာစီးရပဲကစားသွားခဲ့တယ်ပထမပွဲကြီးမှာပြိုင်ဘက်ကိုရှုပ်ကွက်နဲ့အနိုင်ယူသွားခဲ့တယ်ဝမ်ဟာ Adrian Lee ကိုပွဲတယ်ပေးတဲ့အခါအသက်ကြီးကြီးပိုင်းနေနဲ့ပွဲတယ်ပေးနေတယ်ပြီးတော့သူရင်ဆိုင်ရတဲ့ပြိုင်ဘက်တွေကဗျာပွဲထိုးတာအရန်နဲနေသေးတဲ့ပြိုင်ဘက်တွေဖြစ်တယ်အဲ့ဒါကတော့ထူးခြားချက်လို့ဖြစ်နေတယ်ပေါ့လေဝမ်ဟာ Adrian Lee ကိုစင်တင်ခြင်းလုံးလို့အဲ့လိုပေးတင်နေတာလားလို့တော့ကျွန်တော်စဉ်းစားစရာကောင်းနေပါတယ်ဗျပထမပွဲစဉ်မှာတော့ကသူဟာ Australia fighter ဖြစ်တဲ့ Mamarella နဲ့တွေ့ခဲ့ရတယ်အဲ့ပွဲမှာသူဒီဒုတိယပွဲချီမှာရှုပ်ကွက်နဲ့နိုင်ခဲ့တယ်အဲ့နောက်သူဒီ American fighter ဖြစ်တဲ့ Connie Jones နဲ့ထိုးခဲ့ရတယ်နောက်တစ်ပွဲမှာအဲ့ပွဲမှာလည်းသူကပထမပွဲကြီးမှာရှုပ်ကွက်နဲ့အနိုင်ရခဲ့တယ်2မိနစ်ခွဲလောက်ပဲအဲ့ပွဲကိုကစားသွားခဲ့တယ်တတိယပွဲကတော့အခုဒီနေ့ထိုးတဲ့ပွဲစဉ်ပေါ့လေ John Fighter Okawa နဲ့တွေ့ခဲ့ရတယ်ပထမပွဲကြီး10မိနစ်နဲ့3စက္ကန့်မှာသူပွဲကိုဖြတ်ပြီးတော့အနိုင်ယူသွားခဲ့တယ်ဗျအဲ့တော့ရှေ့လာမဲ့ပွဲစဉ်တွေမှာ Adrian Lee ကိုဘယ်လို fighter မျိုးတွေနဲ့ပွဲတယ်ပေးမလဲဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်ကြစရာကောင်းလာခဲ့ဖြစ်ပါတယ် Adrian Lee ဟာပုံစံကောင်းတွေကိုပြနေသလိုသူ့အနေနဲ့ဒီပွဲမှာဆိုရင် bonus လည်းသိမ့်ပိုက်သွားခဲ့တယ်ဝမ်ဟာ Adrian Lee ကိုထိုးသမျှပွဲပေါ့လေ၃ပွဲလုံးမှာ bonus ပေးခဲ့ရတယ်ဗျတပွဲကိုဒါ American dollar 9000စီပေးခဲ့တာအခုဆိုရင်တော့၃ပွဲလုံးမှာသူက bonus ရဖြစ်တဲ့အတွက် American dollar 3သိန်းခွဲတောင် bonus ရသွားခဲ့ဖြစ်ပါတယ်ဒီတော့ရှုပ်ကွက်နဲ့အမြဲတမ်းအနိုင်ပြခဲ့တဲ့ fighter လေး bonus နဲ့အမြဲတမ်းကန်ဆက်နေတဲ့ fighter လေးဖြစ်တဲ့ Adrian Lee ဟာရှေ့လာမဲ့ပွဲစဉ်မှာဘယ်ပြိုင်ဘက်ကိုရင်ဆိုင်ရမလဲအခုကောင်းမွေတွေကိုဆက်လက်ထိန်းသိမ်းပြီးတော့နိုင်ပွဲတွေဆက်လက်ရောက်ပြအောင်မလားဆိုတာကျွန်တော်တို့ရင်ခုန်ဆောင်ကြည့်အောင်မှာဖြစ်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ